ထဲမှာကျွန်တော်ထုတ်ပြမှာနော်ကျွန်တော်မျှဝေတာပါနော်ကျွန်တော်သိတဲ့ဟာလေးမျှဝေပေးခြင်းဖြစ်ပါတယ်ဆရာကြီးတို့မဟုတ်ပါဘူးနော်ကျွန်တော်ထောက်ဆရာကြီးဝါကြီးတမားလည်းအများကြီးပါဆရာတွေနော်ကျွန်တော်ကဒီပညာကိုကျွန်တော်မျှဝေပေးတာပါနော်ကျွန်တော်ဖောက်ဖို့မဟုတ်ပါဘူးနော်မဖောက်ပါဘူးဒါဒုပြားပါထဲပါနော်အထည့်လိုက်ရောမယ်ဒါဘာမှထောက်မနေရမယ်ဒီမှာနော်ဒါရှင်းမကင်းရှက်နော်ဦးလက်ရှိလေးလာနဲ့မိတ်ဆွေများကင်းရှက်ဆိုလဲအိမ်စောနဲ့အင်တိုက်လေးရှိပါတယ်နော်ကျွန်တော်ခွဲပြဒီမှာရေးရနော်ဒါဆိုအင်တိုက်ပေါ့နော်ဒီမှာနော်IN နော်ဒီနောက်မိတ်ဆွေများနော်ဒါဆိုအဖို့ပေါ့ပြောချင်တာနော်အဲ့ဒါဆိုအဖို့ပေါ့ဒီမှာအိမ်စောဆိုအောက်ပေါ့နော်မှားလို့မရပါဘူးဒါလေးတွေကိုနော်ဒီချာလေးပြင်ဆင်နိုင်ရအောင်နော်မိတ်ဆွေများဒီမှာတို့ဖိတ်မယ်နော်ဒါတွေကိုလေဒါတွေဒါဆိုင်ကနှိုးရလို့ရအောင်တို့တွေဟိုဆိုင်ကအသေးမဆိုရင်တို့တွေဒီကင်းချက်ဘူးရှိတယ်လို့မျိုးပေါ့နော်ဆိုင်ကဟိုဒီကွန်ဗင်းရှင်းဟိုဒီဖြူရလို့ရအောင်ပေါ့နော်ဒီမော်တာသူလှည့်နိုင်ရအောင်လေဒီမှာဖိတ်တာပေါ့ဒါတို့ဖိတ်လိုက်မယ်နော်ဒီမှာနော်ကင်းချက်ဘူးလို့ဖိတ်ရတယ်တဘောပေါ့နော်ဒီမှာတို့ဖိတ်လိုက်မယ်နော်ဒီပုတ်နေဘတ်ထောင်နော်ဒါကျွန်တော်တို့ဖိတ်ထည့်မယ်ဆိုတော့ဒီမှာဖိတ်လိုက်မယ်နော်ဒါဆိုင်ကနှိုးရလို့ရအောင်နော်လက်ရှိလေးလာရနော်ညီကိုများလဲနော်အားလုံးမြင်သွားရအောင်ပါမင်္ဂလာပါနော်ဒီမှာကျွန်တော်တို့ ring ချက်ပြန်ဖြောက်လိုက်မယ်နော် ring ကလက်ရင်လို့ဖြောက်သက်များတော့ရလားတော့ကားနေလို့ချက်နော်ဒီမှာကျွန်တော်တိုင်ပင်ချိန်ပြီးတော့တခါလေလုံးပြလိုက်မယ်နော်မဟုတ်အင်းကြီးတော့အားလုံးမှာတော့နောက်လွှဲပေးလိုက်ရနော်နောက်တော့ပတ်စင်6ဆိုင်ကျွန်တော်မအားတော့ဘူးနော်တင်တန်းမှာဒါကြောင့်မို့ကျွန်တော်နောက်လွှဲပေးလိုက်ရဖြစ်ပါတယ်ညီကိုမရအောင်နော်ကျွန်တော်တတ်တယ်လို့မျိုးကျွန်တော်တတ်စီခြင်းနော်အားလုံးနော်ကျွန်တော်တီးတဲ့လောက်လေးကိုကျွန်တော်တီးစီခြင်းလို့ပါနော်ရပြီလားရပြီလားဖြောက်လိုက်မြတ်လားဖြောက်လိုက်တယ်နော်ကျွန်တော်တို့မှလုံပြပါနော်ကျွန်တော်တို့မှခြံရှိတုံးလေးနော်ဒါပြီးလဲကျွန်တော်မအားအောင်ဖြစ်ပါတယ်အေးပြန်ဆက်မှာတဲ့ဆက်တွေကျွန်တော်ပို့ပေးရမှာဖြစ်ပါတယ်နော်ဒါကျွန်တော်ပြပြီးသွားရင်နော်ကျွန်တော်တန်းတန်းတော့လေးပဲခြံကကျွန်တော်ကူညီပေးခြင်းဖြစ်ပါတယ်မိတ်ဆွေများဝင်းချက်တစ်ကြည့်ဝင်းနဲ့လွှဲရင်ဝင်းနဲ့လွှဲရင်ဟိုဘက်ကလေးတော့မလွှဲရင်ဝင်းနဲ့လွှဲရင်ဘာလို့ပါနော်ဒါတင်နေမှာဆိုတော့နော်အဲကြောင့်ထည့်ခန့်ထည့်လို့အဆင်မပြေဖြစ်ပါနော်ဒါကျွန်တော်ဝင်းဖြောက်လာတယ်မနော်ဝင်းထည့်ရတော့ဘယ်ပြောမဆိုရင်ဟိုဆိုင်ကတိုင်းလို့တူပါနော်ကိုတရကိုထည့်လို့ရတာဒါဝင်းနဲ့လွှဲရင်ကုန်ပြီနော်ဝင်းနဲ့လွှဲရင်ကုန်ပြီဒါကျွန်တော်ပြန်ဝယ်ရတဲ့ဝင်းနေပါနော်ကျွန်တော်ပြန်ဝယ်ရတာဘယ်မှာလက်ရောနော်တင်နှန်းသားတွေပြည့်မဟုတ်ပါဘူးနော်တချို့လဲအစားတင်ဆိုတော့ ring နဲ့လက်ရင်းနဲ့ပဲဒါတို့ပြည့်မဟုတ်ပါဘူးနော်တို့ဆိုင်ကပြက်စီတယ်ဘာမှမဖြစ်ပါဘူးအဓိကပညာတတ်ဖို့ပဲရေးကြည့်ရနော်မိတ်ဆွေများအခုကျွန်တော်တော့ကျွန်တော်တက်ဆင်ပြရမှာနော်ကျွန်တော် ring နဲ့ဟိုလားကျွန်တော်ပြန်ထောက်လိုက်မယ်နော် ring နဲ့လက်ရင်းတစ်ခါကြတော့အားလုံးတောင်းမှန်ပါလားနော်ကျွန်တော်တို့ဒါကျွန်တော်သိတဲ့လောက်လေးနဲ့ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်။နောက်လည်းကျွန်တော်ပြန်လဲကျွန်တော်မျှဝေနိုင်အောင်ကြိုးစားနေပါတယ်နော်။ဒါလေးအားလုံးရှင်းမှန်းထင်ပါလားနော်။ဟိုရှိလေးလာတဲ့ညီကိုများနော်။အင်တိုက်ဒါပြီးတော့တိုင်ပင်ချိန်ကြီးပြပေးမယ်နော်။ကျွန်တော်သိတဲ့လေးကျွန်တော်မျှဝေမယ်နော်။ဒီပညာရင်းနေတာမျှဝေကြမယ်ကျွန်တော်တို့တွေနော်ဒါဘဝသူတွေပါနော်ဟိုဒါ workshop ဆရာနဲ့ဒါဘဝသူတွေပါလို့နော်
ဝက်ရှော့ဆရာနဲ့အားလုံးဘဝတူတွေပါဒါကြောင့်ကျွန်တော်တို့တရားအောင်လည်းဒါကူညီကြမယ်နော်တရားအခက်ခဲရှိတယ်တရားအောင်ကူညီမယ်ရင်းတွေကလည်းနာဝကောင်းလို့ပါအားလုံးမင်္ဂလာပါနော်တင်နှန်းကြောင်းလေးတိကျရင်ဖုံးဆက်ပြီးတော့ဒါမေးမြန်းနိုင်ရနော်ဒီမှာကျွန်တော်သက်ဆင်ပြလာမှာနော်ဟုတ်တယ်ဒီချက်မင်္ဂလာပါဟုတ်နော်အားလုံးဟိုဒါတက်စီမနော်ဒါစလိတ်တက်စီနော်ဆက်လေအားလုံးပြပြီးတော့ဖြစ်ပါတယ်နော်ဒါတက်စီတော့ဖြစ်ပါတယ်မင်္ဂလာပါအားလုံးမင်္ဂလာပါတခြားလည်းပြမယ်နော်ကျွန်တော်တိုင်ပင်ချိန်ကြီးမှပြပေးလိုက်မယ်နော်ရင်းတွေကလက်ရင်သွားလို့ပါနော်ပြီးတော့လက်ရင်လည်းကြာပါပြီနော်မလိုက်လို့ရင်လည်းတစ်ခါတည်းတော့တိစီချင်းလုံးလို့ဖိုင်ညက်မနော်အဲ့ဒါသတိထားပြီးဟုတ်ပြီထည့်မယ်နော်ဒါတက်ဆင်ပြမယ်နော်မဆွေများအားလုံးဒါအခုမှဒါလက်ရှိလေးလံနဲ့ဒါညီကိုတွေတော့ရွရွတယ်နော်ဆရာကြီးဆိုလည်းဒါမလိုပါဘူးနော်တချို့ဆရာများဆိုလည်းမလိုအပ်ပါဘူးကျွန်တော်ဒါအခြေခံမရှိတဲ့မိတ်ဆွေတွေကိုနော်ရည်ရွယ်ပြီးတော့တော်တော်လိုက်လွှဲပြီးတော့ဗောနော်ကျွန်တော်တိတိလောက်တက်တက်လောက်ပြီးတော့ ring ရဲ့လက်လို့တော့မတက်ချင်တော့ဘူးနော် ring ကတက်ချင်အချိန်ကြာသွားမှာနော်ကျွန်တော်လိုက်တယ်မှာဒါကြောင့်မို့ ring ရမတက်ချင်တော့ဘဲနဲ့တူပဲ ring ရတော့နော် ring ကတော့တက်ချင်လို့လည်းတွဲကူပါတော့ ring ရဲ့လက်ပါပြီနော်ကဲနောက်ဆုံးကျွန်တော်တို့ဒါဘိုးရထည့်မယ်ဘိုးရထည့်တယ်နော်တက်ဆင်ပြတော့မနော်ဟုတ်ပြီဖုန်းနဲ့ညှိပြလိုက်မယ်နော်ကိုမလက်ရှိလေးလာတဲ့ညီကိုတွေအစီမီသွားရအောင်နော်ဟုတ်ပြီဒါအောက်တော့မယ်နော်ဟောကျွန်တော်ဝမ်းကင်ပေးလိုက်မယ်နော်ဟောဒီမှာမိုးလီကျင်းနေတယ်မိုးလီမိုးလီအစိတ်တိုင်းဟုတ်ပါလေပေါ်ပါလားဟုတ်ပြီနော်ဟုတ်ပြီဒီဘက်အောင်မရောမရှိတော့ဘူးဟုတ်ပြီနော်နည်းလေးရနော်ပြေးရတယ်နည်းခတ်တယ်ဖုန်းနဲ့ရွှေ့ပြီနော်မရှိမှတို့ရရလားပါကင်ထည့်ပြီလားပါကင်ထည့်အောင်လေပါကင်ထည့်အောင်မဆက်လေပါကင်များထည့်အောင်ဆက်နော်ကျွန်တော်ပါကင်များကျန်တော့ပါကင်များထည့်အောင်မယ်ကျွန်တော်ဟုတ်ပြီကျွန်တော်တင်တဲ့ပတ်စင်6ဆတော့ဖြစ်ပါတယ်နော်ဒါကြောင့်မို့ကျွန်တော်အားတဲ့ချိန်လေးမှာကျွန်တော် live ဖြစ်ပေးလိုက်ရနော်မဟုတ်ရင်ကျွန်တော်တင်တဲ့စတော့မအားတော့ဘူးအားလုံးမင်္ဂလာပါအခုလို့နော်စိတ်ရှိပြီးတော့ကြည့်ပေးကြတဲ့မိတ်ဆွေများတော့အထူးပဲဒါကျေးဇူးတင်ရှိပါတယ်နော်ဟုတ်ဒါအထက်ကမူလီတစ်လုံးကျန်ဒါအပြင်ကတမားကြီးဟိုဒါအပြင်ကဒါအထက်ကမူလီတစ်လုံးကျန်လေအဆက်တာကြည့်လိုက်တလုံးဘယ်လိုရှိတယ်ဗျတလုံးမလေးဆက်တိုင်းလေဟ
ဟုတ်လေဒါဒီအပြင်ကဟာကြီးဟုတ်လားဟုတ်ပါဟုတ်မရှိဘူးလားအဲ့မရှိထက်လိုက်ရတာပဲဘာမှထက်ဟုတ်တယ်မိုလီဟုတ်ပြီမိုလီကျန်နေတယ်နော်အထဲမှာမိုလီရှိတယ်ပါတယ်တက်စင်နော်မဆွေးများလဲဖုန်းထဲမှာကျတော့တိတ်အားမရဘူးနော်အပြင်မှာတော့အားမရအောင်တို့ပြင်မဲ့လဲနော်လက်ရှိလေးလာနဲ့ညီတဲ့အကိုတွေကိုနော်ဆိုတော့သူ့စီကြည့်နေနော်အဲကြောင့်မို့အင်းရလေးတယ်ဒီဖတ်တော်ဝင်လည်းလေးမဟုတ်ဟုတ်ပြီနော်ဝင်ပြီလားဝင်ပြီနော်ဟုတ်ပြီဒါမိုလီတက်စင်မှာနော်ဒါမိုလီတက်စင်တော့မှာအဲ့ဒါမိုလီနှလုံးအပမာထားရတယ်မလို့ရှိတယ်ထားရတယ်ပဲရတယ်တက်စင်နော်ဒီမှာမိုလီပြပေးလာမယ်နော်ဒီမှာနော်ကျွန်တော်တက်စင်ပြီတင်ထဲမှာတော့အင်ဂျင်ပေါ့နော်မင်္ဂလာပါညီကိုများနော်တိုင်မင်းချင်းဒီမှာခါလည်းပြရမှာနော်အင်ဂျင်တော့တင်ရတာလွယ်ပါတယ်နော်မရှိများလဲနော်အနေချင်းဒါမြင်သွားတော့ဗောနော်ကျွန်တော်ဝန်တာပါတယ်အဲဒါကြောင့်မို့တော့သိချင်းချင်းတော့သိကြတော့နော်အားလုံးမင်္ဂလာပါမင်္ဂလာပါကိုတော်စင်ပိုင်မင်္ဂလာပါနော်အဲ့တော့တာမင်ချက်ပြမယ်ပြီးရင်ကျွန်တော်တို့ကင်းရှက်အဖုံးနော်ဘေးညာတွေကျွန်တော်ပြပေးလိုက်မယ်နော်တခြားပြပေးရင်ဖြစ်ပါတယ်ကျွန်တော်ကနီးပညာတွေကိုကျွန်တော်မျှဝေပေးခြင်းလို့ပါအားကြောင့်ကျွန်တော်လိုက်လွှဲပေးတယ်ပေါ့နော်မကောက်ဘူးလားကျန်နေလားဟုတ်ပါလေဟိုမှာနှလုံးကျန်တယ်ရာကြီးပဲတင်နေလာမှာနော်အင်ဂျင်ရောဒါခက်ပြန်ဖြောက်နေရတာဆိုတော့မင်္ဂလာပါကျွန်တော်တို့ရာကြီးပဲတင်နေလာကြီးနော်ဒါတင်နေအင်ဂျင်တော့ဒါအမြင်နဲ့ပြန်ဖြောက်နေတာဒါဆိုရင်တို့ဒါတိုင်မင်းချက်မယ်နော်ဘာကျန်ဘာမကျန်တော့မလားဒါထည့်မယ်နော်မလီဖြစ်တယ်နော်ဟုတ်ပြီမိုလီလည်းများရနော်ဒါဆိုရင်ထည့်မယ်နော်ဆိုတော့အင်တက်ကိုအရင်ထည့်မယ်နော်အင်တက်အဖို့တိုင်းမင်းချိန်တော့ပြမယ်နော်ချက်လေးဟိုဒါပြင်ဆင်ထိုက်ထားပြရပြီလားမထားသေးဘူးနော်ဟိုဒါဆက်ကရတယ်မလားဒီမှာတော့ချက်ပြပြီမယ်နော်အင်ဂျင်ဒါနံပါတ်1နော်မဲဆွေများနော်တော့ပြပေးမယ်နော်ဒါ1 2 3 4နံပါတ်1ဒါကျွန်တော်ပြင်ဆင်ထိုက်ထားမှာနော်တော့လက်ရှုပြလိုက်မှာမဟုတ်နော်တို့ပြင်ဆင်ထိုက်ထားမယ်ဒါလည်းမတူဘူးဖြစ်နေမတူရင်တော့ဖုံးတိုင်ထပ်ပြောင်းပြီနော်ချက်လည်းတော့မဲဆွေများနော်ဖုံးတိုင်ပြောင်းပေးမယ်တစ်ချက်ဖုံးကင်မရာလည်းမြည့်ပါဆိုဒီပါတော့ကျွန်တော်တိုင်မင်းချက်တော့ပြပြီးတော့မှာနော်ဒီမှာကျွန်တော်လှည့်လိုက်မှာနော်ချမ်းချက်ကလည်းနော်ဆက်ရနော်ချက်နေနော်ကျွန်တော်ချက်လှည့်လိုက်မှာနော်ဟုတ်ပြီဒါနံပါတ်1ပါဟုတ်ပြီနော်ပြပြီမနော်တာမင်းချိုင်နော်
ဒီမှာတွေ့ရလားမသိနော်ဒီမှာတီဆိုရင်ဒါပြင်ဆင်ထိုက်ရနော် TTC ရပြင်ဆင်ထိုက်ပေါ့တွေ့ရနော်ကျွန်တော်ပြပြမယ်နော်တွေ့လားမသိမြနော်ဒီမှာတီနော်တီဆိုရင်ဒါ DTC ဆိုရင်ပြင်ဆင်ထိုက်လို့ခေါ်ရနော်ပြင်ဆင်ထိုက်ဆိုရင်ကျွန်တော်တို့ဘယ်တာကိုကြည့်ရမှာဆိုလို့ရှိရင်ကျွန်တော်ပြပြမယ်နော်ဒါကိုစပယ်ဦးတက်လိုက်ဖြစ်ဒီမှာနံပါတ်1ဒါပြင်ဆင်ထိုက်ဖြစ်နေရမှာနော်နည်းနည်းအမှောင်ကျဝုတ်လက်နဲ့ကိုထိုးကြည့်လို့ရရနော်ဒါနံပါတ်1ပဲအင်ဂျင်နော်1နဲ့4နဲ့သူပြင်ဆင်ထိုက်ဖြစ်နေရမှာနော်ဒါ1နဲ့4အဓိကကိုနံပါတ်1မှာသူပြင်ဆင်ထိုက်ထားဖို့လို့ပဲနော်ဒါ2ကျတော့ဒါအောက်ဆင်ရပြီနော်တွေ့တယ်နော်ဒါ2နဲ့3ကျအောက်ဆင်ရပြီနော်2 3ပြင်ဆင်နှလုံးအောက်ဆင်မယ်1 4ပြင်ဆင်နှလုံးဒါအပေါ်တက်မှာနော်ဒါဆိုရင်ဒါတိုင်မင်ချိန်တော့မှာနော်ဒါတီနော်တော့တိုင်မင်ချိန်တော့မှာနော်မဆွေမြမတိတ်ချာကြည့်ပြီနော်မဆွေမြနော်ဒါတီနော်ဒီကြပြရမှာနော်ဒီမှာနော်တော့အမှတ်သားရှိရနော်တီလို့ရေးရတယ်နော်မြင်မထင်ရနော်နည်းနည်းဝါချင်းဟုတ်ပြီလို့တွေ့ပြီနော်အဲ့ဒါတီနော်တီဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်တက်ပြီနော်ဟုတ်ပြီပေါ်တက်လို့ဆိုရင်ကျွန်တော်တို့ကင်းရှက်ကိုဘယ်လိုမျိုးထားမဆိုရင်ဒါ index ဒါအပေါ်နော်အပေါ်ပေါ့ index ကိုကျွန်တော်တို့နည်းနည်းလေးဟိုလိုဖြစ်ရအောင်ကျွန်တော်ကင်းရှက်ကဒီ index ကိုလေဒီမှာမြင်မယ်နော်ဟိုဒါဆက်ကလည်းမင်းညံ့ရအောင်ထုတ်ပြအောင်နော်ဒီ index ကဒါလည်းအသေးပေါ့နော်ဒါလည်းဒီလိုမျိုးအသေးဒီမှာနော်အမှတ်သားရှိဒါလည်းအသေးထားပေးရမှာနော်ဒါဆိုရင်ထားတော့မှာနော်ကျွန်တော်ပြပေးတော့မှာနော်ဟုတ်ပြီကျွန်တော်ဖုန်းနဲ့လောက်မှာနော်ဟုတ်ပြီအဲ့ဆိုထည့်မှာနော်အမင်းချိန်ပြီထည့်မှာဟုတ်ပြီတဲ့ပြီနော်ဒီမှာကျွန်တော်ဒါအသက်တစ်ခုထားလိုက်မှာနော်တစ်ချက်လေးနော်ဝိုင်းဆွေမြဒီမှာအသက်နော်ဒါလည်းအသက်ပေါ့ကျွန်တော်ဖုန်းကင်ရတာမညံ့ဘူးလေဝိုင်းဆွေမြမြင်နေနော်ဒါတဲ့ပြီနော်ဒါအသက်ကျွန်တော်ထားလိုက်ပြီနော်ဒီမှာနော်အမင်းချိန်ပြီနော်ဒါအသက် index နော်ကျွန်တော်အသက်ထားလိုက်ပြီထားပြီးဟန်ကြရင်အဖုံးကဘယ်ညာရှိတယ်ကျွန်တော်ပြမယ်နော်မတူပါဘူးဘယ်ညာနော်ဒီမှာသူ့ line ဆင်းရှိတယ်ဒီ line ဆင်းရှိတယ်ဒီမှာဟုတ်လားဒါဒီဘက်ချမ်းမှာဒါဆိုရင်ဒါဘယ်ဘက်ချမ်းဖြစ်တယ်ပေါ့နော်ဒါဘယ်အပေါ်ပေါ့အဖုံးကမတူဘူးနော်ဒီမှာလေး line ဆင်းရှိတယ်ဒီမှာသူ့ line ဒီ shine နဲ့အဝင်နော်ဒီမှာရေးရတယ် index A အဲ့ဒါဘယ်ပဲချင်ရပါတော့ကဲအသက်ရှင်လိုက်မယ်နော်ဘယ်ပဲချင်ဟုတ်ပြီညဆိုရင်အချက်ပေးတော်ညဆိုရင်မှကြီးရတော့ index ညနော်ဒါဒီဘက်ချင်နော်အဖုံးပါနော်အဖုံးကဘယ်ညာရှိပါတယ်သူ့ပါအောင်နော်10တီနဲ့ချက်ယူတယ်နော်အတိုင်းမင်းချိန်ပြမှာတခါလဲနော်အားလုံးမင်္ဂလာပါပြချင်းဖို့တယ်ရဘာမှမဖြစ်ဘူးလားဟုတ်ပြီနော်ဒါတို့ဒီဘက်ချင်မနေနဲ့လှည့်လာဒီဘက်ချင်မနေနဲ့လှည့်လာဟုတ်ပြီထည့်မယ်နော်ရမှာနော်မို့ဒီဘက်ချင်ပါတယ်တဲ့ရအောင်တာမင်းချိန်ပြမှာခါရနော်တို့ဒီတစ်ချင်အရင်တက်လာမယ်နော်တစ်ချင်အရင်တက်လာမယ်ဒီနော်ဒီမှာမြင်းရှိတယ်နော်ဒီနော်ကျွန်တော်ဖုန်းဖတ်ကနေရတော့ဖြစ်နေတယ်မင်္ဂလာပါတင်နေကြီးမေးကြည့်ရင်တော့ဖုန်းဆက်ပြီးတော့မေးမရမှာနော်ဟိုစာရပို့ကြတော့ကြာတာပေါ့နော်လူရေးမရအောင်ဖြစ်နေတယ်ဖုန်းဆက်ပြီးကြာပါနော်ဖုန်းဆက်ပြီးတော့ဆုံစမ်းနိုင်တယ်ကျွန်တော်တင်နေစတော့မှာနော်ဆိုတော့လူကြီးကျွန်တော်အကတ်တက်နေဖြစ်ပါတယ်ဒီဘက်ချင်ဒီမှာနော်ကျွန်တော်အသက်ဒီမှာနော်မှောင်တယ်မရလည်းဒါမှောင်မြင်နေနော်သူလာနေတဲ့ခုတ်တော့ဖယ်ပေးထားတယ်ဒီဘက်တော့